မနေ့ကလမ်းလျှောက်ရင်တွေ့ပြီးတော့ထောင်ကျောင်းမှာမိနေမြေခွေးလေးပေါ့နော်ကျွန်တော်ရှေ့ကလူတွေကိုတော့ပြောတော့သူတို့ကမင်းယူလိုက်ပေါ့ဗျာမင်းကြိုက်တာလုပ်ပေါ့ဗျာသူထောင်ကျောင်းကသူကျွန်တော်ဖြုတ်ပြီးတော့ဒီကျွန်တော်မှရှိရဲ့ကြက်ထဲတဲ့ချင်းမနော်တော့ခွေးလေးထဲတဲ့ချင်းပါပဲကျွန်တော်ကြက်တွေပါတယ်ထဲတဲ့ချင်းပေါ့နော်အဲချင်းတွေကိုကျွန်တော်ဖမ်းပြီးတော့သူသားလေးထည့်လိုက်ပြီးတော့သူလက်ကဟိုပါထောင်ကျောင်းကိုလည်းကျွန်တော်ဖြုတ်ပေးလိုက်တော့နော်ခုထောင်ကျောင်းဒီချင်းရဲ့အပေါ်မှာတင်ထားတာသူနဲ့သူမိတဲ့ထောင်ကျောင်းပေါ့ဗျာဆိုကြည့်ရတာလက်ကလေးကတော့နာနေတော့เนาะကျွန်တော်ကကတော့ရင်ဗီဒီယိုမှာတော့ဘယ်သူမွေးမလဲလို့မေးမယ်အခုကျွန်တော်တို့သူ့ကျွန်တော်စာကျွေးရတိုက်ပြီးတော့ဟောပေါ့နော်လက်လေးနည်းနည်းကောင်းသွားရင်တော့ကျွန်တော်တောရဲပေါ့လူနဲ့ဝေးရဲ့တောပေါ့နော်တောရဲကိုသွားပြတ်ထွက်မယ်လို့စဉ်းစားထားတယ်ဗျာအခုဒီအတိုင်းသွားပြီးတော့ကျွန်တော်ဒီမှာ animal control ဆိုဒီလိုတောရဲသိစံတွေပါနဲ့တွေ့လို့ရှိရင်လို့ဖြစ်လွတ်နေတဲ့ crate ဖြစ်ရင်တော့ဟိုသွားပြီးအကြောင်းကြားတဲ့နေရာရှိဗျာ animal control ရှိတယ်သူတို့ရှိကိုအကြောင်းကြားလိုက်ရင်တော့သူတို့ကတော့ကျွန်တော်ထင်တယ်ဒီကောင်လေးကိုကျွန်တော်ထင်တယ်တပ်လိုက်မှာပေါ့နော်စေထိုးပြီးတော့ပြလို့သူတို့ရှင်းလိုက်မှာပေါ့ဆိုတော့လက်လဲနာနေပြီဆိုတော့လေတောရဲသိစံသူတို့ထားမှာတော့မဟုတ်တော့မျက်နှာလေးကဆုပ်ချွန်းချွန်းလေးနဲ့ကျွန်တော်ရှာကြည့်တော့ gray fox ပေါ့နော် gray fox လို့ခေါ်တယ်ကောင်ကသူကဟိုသူ့မျိုးထဲမှာဆိုဒီကောင်ကတစ်ပင်တွေပါအောင်တက်နိုင်တယ်မြေခွေးထဲမှာပေါ့မြေခွေးထဲမှာတစ်ပင်တက်နိုင်တဲ့မြေခွေးပေါ့ဗျာသူတစ်မျိုးပဲရှိတယ်လို့တော့ကျွန်တော်သိတယ်ပေါ့ဗျာသူရှာကြည့်တော့တွေ့တယ်ပေါ့သူဒီလမ်းကြောင်းလေးကနေလာတော့ဒီဘက်မှာထောင်ထားတာပေါ့နော်ဒီ chance ကိုသူကချောင်းချောင်းပြီးတော့ဖုံလိုက်တော့ chance တွေကိုကြော်ပြီးတန်းလန်းဖြစ်နေပေါ့တချို့တွေကတော့ဘာလို့တန်းလန်းဖြစ်တာလဲမေးတာတွေရှိတော့အဲ့ဒါလေးပါသူကကျွန်တော်အခုသူ့အစာကြီးတွေတိုက်ပြီးရှောက်ကောင်းသွားရင်တော့ကျွန်တော်တော်ရဲကိုပြန်လိုက်ပါမယ်လို့โอเคအားလုံးပဲကျွန်တော်ကိုကြည့်ပြီးတာကျေးဇူးတင်ပါတယ်